လှုပ်သမျှဒုက္ခဖြစ်အောင်စကားလေးပြောကြည့်ခြင်းနဲ့သေရင်ကိုယ့်နောက်ဘာမှပါတာမဟုတ်ဘူးသေရင်အားလုံးထားခဲ့ရမှာလှုပ်သမျှဟာဒုက္ခပဲဆိုပြီးတော့ဘာမှမလုပ်ဖဲနေလို့ဘဝကသင့်မှာမလားအဝိဇ္ဇာပစ္စယသင်္ခါရဆိုတဲ့အတိုင်းအတိမဲ့နဲ့လှုပ်ရင်အတိမှားနဲ့လှုပ်ရင်တော့လေလှုပ်သမျှဟာဒုက္ခဖြစ်မှာပါလို့ပြောနိုင်မှာပါပဲသေရင်ကိုယ့်နောက်ဘာမှမပါလို့ဘာမှမလုပ်ဘူးဘာမှမရှိဘူးဆိုရင်ကိုကမိဘဖြစ်နေရင်မိဘဝတရားကြည်အောင်သားသမီးတွေကိုဘယ်လိုပြုစုပြောထောင်မလဲကိုကအိမ်တော်ဦးစီးလင်းယောက်ျားတစ်ယောက်ဖြစ်နေတယ်ဆိုရင်လေလင်းဝတရားကြည်အောင်မယားကိုဘယ်လိုကျွေးမွေးနိုင်မလဲကိုကသားသမီးတစ်ယောက်ဖြစ်နေသေးလို့မိဘတွေရှိနေသေးတယ်ဆိုရင်လေသားသမီးဝတရားကြည်အောင်မိဘတွေကိုဘယ်လိုပြုစုနိုင်မလဲနောက်ဆုံးကိုဘဝရပ်တည်ဖို့တောင်သူများစီမှာအားကိုးနေရတော့မှာမဟုတ်လားအဝိဇ္ဇာပစ္စယသင်္ခါရဆိုတာအတိမှားနဲ့လှုပ်တဲ့အဘိသင်္ခါရကိုပြောတာအဘိသင်္ခါရဆိုတာကလည်းလောဘဒေါသမောဟမာနစတဲ့ကိလေသာတွေနဲ့လှုပ်တဲ့အလုပ်တွေကိုအဘိသင်္ခါရလို့ခေါ်ရမယ်အဲ့ဒီအဘိသင်္ခါရနဲ့လှုပ်တဲ့အလုပ်တွေဆိုရင်တော့လေလှုပ်သမျှဟာဒုက္ခတွေကြီးလို့ပြောရမှာပေါ့အတိမှန်ဝိဇ္ဇာဥစည်းပြီးလှုပ်တဲ့ဝိသင်္ခါရဆိုရင်တော့လေလှုပ်သမျှဟာဒုက္ခဖြစ်နေမှာပါလူကိုဆင်းရဲစေမှာမဟုတ်ပါဘူးဝိသင်္ခါရဆိုတာလောဘဒေါသမောဟမာနတွေကင်းပြီးတော့လှုပ်တဲ့အလုပ်တွေကိုဆိုရမယ်လောဘမပါပဲလှုပ်တဲ့နာလှုပ်တာဟာဝိသင်္ခါရပေါ့ဒေါသမပါပဲလှုပ်တဲ့နာလှုပ်တာလေဝိသင်္ခါရပါပဲမြတ်စွာဘုရားဟာတဏီကုံရောတညာလုံးနှီးပါလူလူရောမနာတမ်းအချိန်ပြည့်တော့လုံနေတာမဟုတ်လားဘုရားလှုပ်သမျှဟာဒုက္ခဖြစ်သလားဘုရားကဘုရားဖြစ်ဖြစ်ချင်းယဉ်နှွမ်းစကားအဖြစ်နဲ့ပြောလိုက်တဲ့စကားတွေကဝိသင်္ခါရကတံစိတ်တံတဲ့ငါဘုရားရဲ့စိတ်မှာကိလေသာနဲ့လှုပ်တဲ့အဘိသင်္ခါရတွေကင်းသွားပြီငါစိတ်မှာအဘိသင်္ခါရတွေမရှိတော့ဘူးလို့မိန့်ခဲ့တယ်မဟုတ်လားဒါကြောင့်မိမိတို့ရဲ့ဘဝမှာလှုပ်သမျှဒုက္ခမဖြစ်ဖို့ဆိုရင်အကြိုက်အမုန်းတွေနဲ့မလှုပ်ကြဖို့အကြိုက်အမုန်းတွေနဲ့မပြောကြဖို့မစင်စားကြဖို့ပြောရမှာပါပဲလှုပ်သမျှဒုက္ခဖြစ်ဖို့ဆိုရင်တော့သမ္မာဒိဋ္ဌိအတိမှန်အမြင်မှန်နေနဲ့လှုပ်ပါကြိုင်ပါပြောပါဆိုပါသမ္မာသင်္ကပ္ပအလိုတွေအမုန်းတွေကလွတ်မြောက်နေတဲ့ကောင်းတဲ့အတွေးတွေကိုတွေးပါကြပါစဉ်းစားပါသမ္မာဝါစာကောင်းတဲ့စကားတွေကိုပြောပါမှန်တာတွေအကျိုးရှိမဲ့စကားတွေတဦးနဲ့တဦးချစ်လာမဲ့စကားတွေပြောပါသမ္မာကမ္မန္တကောင်းတဲ့အလုပ်တွေလုပ်ပါသူများအသက်တွေမတတ်ပါနဲ့သူများအသက်တွေကယ်တဲ့အလုပ်တွေလုပ်ပါသူများပစ္စည်းတွေမခိုးပါနဲ့သူများပစ္စည်းတွေမပြောက်ပြက်အောင်စောင့်ရှောက်ပေးပါသူများသားမယားတွေမစော်ကားပါနဲ့သူများသားမယားတွေအစော်ကားမခံရအောင်စောင့်ရှောက်ပါတမ္မာအာဇီဝကောင်းမွန်တဲ့အသက်မွေးဝမ်းကြောင်းနဲ့ရှင်သန်နေထိုင်ပါတမ္မာဝါယမကောင်းမွန်တဲ့ကြိုးစားအားထုတ်မှုတွေလုပ်ပါတမ္မာတတိဘယ်နေရဘယ်အလုပ်ဘယ်လိုအနေထားမှတတိလက်မလွတ်ပါစေနဲ့တမ္မာသမာဓိအမြဲတမ်းတည်တည်ကြည်ကြည်တည်တည်ငြိမ်ငြိမ်ဖြစ်အောင်နေပါအဲ့ဒီရှစ်ချက်နဲ့သာအညီလုပ်ကြမယ်ဆိုရင်လှုပ်သမျှဟာဒုက္ခဖြစ်မှာမဟုတ်ပါဘူးလှုပ်သမျှဒုက္ခဖြစ်နေမှာပါလို့ပြောကြားခြင်းတယ်ဏီကုံးကျုပ်အနေနဲ့ပြောရရင်ကိုယ်ရဲ့စိတ်ရဲ့နှစ်ပါးနဲ့တီဆောက်ထားတဲ့ဒီလူကိုဆိုတဲ့စက်ယုံကြီးကနေထွက်ရှိနေတဲ့ကံဆိုတဲ့ကုန်ပစ္စည်းတွေကိုကာယကံကောင်းဝစီကံကောင်းမနောကံကောင်းဆိုတဲ့လူစွမ်းအင်နေတာထွက်နေမယ်ဆိုရင်ဒီစက်ယုံကြီးဟာလေတန်ဖိုးရှိတဲ့စက်ယုံကြီးဖြည့်ပြီးတော့ကိုယ်ရောဝန်းကျင်ရောငြိမ်းချမ်းမှုဒုက္ခဆိုတဲ့စွမ်းအင်တွေထွက်နေပါလို့ပြောရင်ဒီကုန်းချုပ်ခြင်းနဲ့အားလုံး
လှုပ်သမျှဒုက္ခဖြစ်အောင်ကြိုးစားလှုပ်ဆောင်နိုင်သူများဖြစ်ကြပါစေလို့စန္ဒပြုရင်ဒီကုန်းချုပ်လိုက်ပါတယ်